ချစ်ခင်လေးစားအပ်ပါသောမြမနှစ်ကူတကြံပွဲလာရွှေမြမာများကျမ်းမာချမ်းသာကြပါစေကြောင်းဥစွာပထမနှုတ်ခွန်းချွေစုမွန်ကောင်းတောင်းလိုက်ပါတယ်ကျွန်တော်သက်ကောဩဘာလေးနဲ့ကြီးပေးကြအောင်ဗျာဖြောပြဖို့ဦးစီးပေးတဲ့ဒေါက်တာအင်ဂျင်ဖြစ်ပါတယ်ခင်ဗျာကျော်တယ်လားအဖြူနဲ့ကိုဟဲဝီဖြစ်ပါတယ်ခင်ဗျာဒီလိုမဖြစ်မနေကျင်းခဲ့တဲ့အဖွဲတစ်ဖွဲရှိပါခဲ့တဲ့ကျွန်တော်တို့ရဲ့ Jacks Angels အလှမယ်များရဲ့ရိတ်ကကိုခံစားကြည့်ရှုကြပါစို့လားခင်ဗျာဖြောပြေတီးဆိုမဲ့တခြင်းလေးရတော့ဟုတ်ကဲ့ခိုင်ဆိုတဲ့ဒီရှိလာလာပါလာရောက်တော့လားဒီခိုင်ကိုတဲ့ဒီစိတ်ကဘယ်ချိန်မှရောက်တော့လားဒီခိုင်ဆိုတဲ့ဒီရှိလာ
အရှိမအကလေးနဲ့ကျွန်တော်တို့နဲ့အတူပါဝင်ဖို့ကျွန်တော်ထပ်လောင်းပြီးတော့ဖိတ်ခေါ်ပါရဗျာကျွန်တော်